အားလုံးပဲမင်္ဂလာပါဗျတတိတိချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်တင်ပေးမှာဒါတတိတိချဲကနန်အခုလာမဲ့1ရက်17လ2025အတွက်ထိတ်လေပိတ်နဲ့တကွက်ကောင်းလေးကျွန်တော်တင်ပေးသွားမှာပါနော်ကဲပထမအဆုံးအနေနဲ့ကျွန်တော်တို့ကနန်းယူတဲ့ပုံစံလေးကြည့်အောင်ဗျာနော်ကနန်းယူတဲ့ site လေးမှာဆိုလို့ရှိရင်ပထမအဆုံးကျွန်တော်ထိတ်စီးယူတဲ့ site လေးကိုကျွန်တော်အရင်ပြပေးသွားမယ်နော်ဟုတ်ပြီဒီက8ရက်3ရက်နော်8ရက်3ရက်3ညရက်ကိုလမ်းပေါင်းမယ်နော်ကျွန်တော်တို့8ရက်3ရက်3ညရက်ပေါင်းတော့ကျွန်တော်တို့က1ရတယ်ဗျာနော်ဟုတ်ပြီဆက်ကြည့်အောင်8ရက်3ညရက်3ရက်ပေါင်းတော့လေဒီမှာကျွန်တော်တို့1ရတာကိုတွေ့ရတယ်ဗျာနော်ဟုတ်ပြီဒီ3လုံးပေါင်းခြင်း1နော်ဒီ3လုံးပေါင်းခြင်း1ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နော်နောက်တစ်ပင်မှာဆိုလို့ရှိရင်ဒီ3ကိုနဲ့ကခါလဲတိုင်းဖြစ်တဲ့9ရဲ့3ရဲ့ပေါ့နော်ဒီတိုင်းသွားမယ်9ရဲ့3ရဲ့ဒီတိုင်းပေါ့နော်9ရဲ့9ရဲ့3ရဲ့5ရဲ့ပေါင်းတော့ကျွန်တော်တို့ကခွန်ရတယ်ဗျာနော်4ရဲ့အဲ့ဒီခွန်နဲ့ညီမျှတဲ့တန်ဖိုးပေါ့နော်ဒီမှာကြည့်လိုက်4ရဲ့5ရဲ့8ရဲ့ပေါင်းတော့လေအဲ့မှာကျွန်တော်တို့ခွန်ရတာကိုတွေ့ရတယ်ဗျာနော်ဒီမှာဒါဒီအထိကကျွန်တော်တို့တပင်ပေါ့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်83 3ညပေါင်းတော့1 8 3ည3ပေါင်းတော့လေဒီမှာကျွန်တော်တို့1ရတယ်နောက်တစ်ဘက်မှာဆိုလို့ရှိရင်9 3 5ပေါင်းတော့ကျွန်တော်တို့ခွန်4 5 8ပေါင်းတော့လေဒီမှာကျွန်တော်တို့ခွန်ရတာကိုတွေ့ရတယ်နော်ဒါကကျွန်တော်တို့ဒီအထိပေါ့နော်ဒါကတပင်ဟုတ်ပြီအခုလာမဲ့ပင်အတွက်ကျွန်တော်တို့ကြည့်ရအောင်ဗျာနော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်9ရဲ့9ရဲ့ဒီတိုင်းပေါ့နော်9ရဲ့9ရဲ့9ရဲ့ပေါ့နော်9ရဲ့9ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့က3ရတယ်ဗျာနော်ဟုတ်ပြီ8ရဲ့9ရဲ့အခုလာမဲ့ထိပ်စီးတစ်လုံးရဲ့ပေါင်းရင်လည်းကျွန်တော်တို့ကဒါ3ရမှာပေါ့နော်8ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့ကခွန်ရတယ်3ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ6ဖြစ်ရမှာပေါ့နော်ဒါကကျွန်တော်ထိပ်စီးတွက်ပြတဲ့ site လေးပါ site လေးကတော့ရိုးရှင်းတယ်ဗျာနော်ကဲဟုတ်ပြီကျွန်တော်မျိုးတွေရှင်းလာမသိဘူးသေချာကြည့်ပေးပါနော်ဒါတပင်နဲ့တပင်ဒီမှာကျွန်တော်မီနီလေးနဲ့လည်းတာပြီးတော့ပြပေးထားတယ်နော်8ရဲ့3ရဲ့3ညရဲ့ပေါင်းတော့1 8ရဲ့3ညရဲ့3ရဲ့ပေါင်းတော့လည်းဒီမှာ1နော်အဲ့ဒါတပင်နောက်တပင်မှာဆိုရင်ဒီမှာ9ရဲ့3ရဲ့5ရဲ့ပေါင်းတော့ကျွန်တော်တို့ခွန်ရတယ်4ရဲ့5ရဲ့8ရဲ့ပေါင်းတော့လည်းကျွန်တော်တို့ခွန်ရတယ်ဗျာနော်အခုလာမဲ့အပင်မှာဆိုလို့ရှိရင်လည်းကြည့်ရအောင်9ရဲ့9ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်တို့3ရတယ်8ရဲ့9ရဲ့အခုလာမဲ့ထိပ်သီးတစ်လုံးရဲ့ပေါင်းရင်လည်းကျွန်တော်တို့ကဒါ3ရမှာဖြစ်တဲ့အတွက်8ရဲ့9ရဲ့6ရဲ့ပေါင်းမှာကျွန်တော်တို့က3ရမှာဆိုတော့เนาะဒါထိပ်သီးအနေနဲ့ဒါကျွန်တော်တို့6ရတာပေါ့เนาะဟုတ်ပြီဒါဆိုလို့ရှိရင်ထိပ်သီးပြီးသွားပြီထားပါတော့เนาะကျွန်တော်တို့ဒါထိပ်သီး6ရတာပေါ့နောက်တစ်ပင်ဆက်ကြည့်အောင်เนาะ sorry ထိပ်သီးပြီးသွားပြီဆိုတော့ကျွန်တော်တို့ခါလဲတိုင်းယူတဲ့ပုံစံလေးကျွန်တော်တို့ဆက်ကြည့်အောင်ဗျာเนาะခါလဲတိုင်းယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ဒီက2နဲ့8နဲ့လမ်းပေါင်းမယ်เนาะ2နဲ့8နဲ့ပေါင်းတော့ကျွန်တော်တို့ကဒါ3ညရတယ်ဗျဟုတ်ပြီကြည့်အောင်ခါလဲတိုင်းရှာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကခါပေါင်းခြင်းလေးတော့ပါမှာပေါ့နော်ဒီတိုင်းလေးပေါင်းလိုက်မယ်နော်ခွန်ရဲ့8ရဲ့ဒီမှာ9ရဲ့ပေါင်းတော့လေအဲ့မှာကျွန်တော်တို့3ညရတယ်နော်ဒါဆိုလို့ရှိရင်ဒါတပင်ပေါ့နော်ကျွန်တော်မင်းနီလေးတားလိုက်မယ်နော်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နော်
နောက်တစ်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနှစ်နဲ့ပေါင်းပါဗောနော်နှစ်နဲ့ပေါင်းတော့ကျွန်တော်တို့က4ရတယ်ဗျဟုတ်ပြီဒီက6ရယ်2ရယ်ဒီတိုင်းပေါင်းပါဗောနော်ကျွန်တော်တို့ပထမအပင်တိုင်းပဲ6ရယ်2ရယ်ဒီမှာ865ဒီမှာခါးလေတိုင်းဖြစ်တဲ့6နဲ့ပေါင်းတော့နော်6ရယ်2ရယ်6ရယ်ပေါင်းတော့လေအဲ့မှာကျွန်တော်တို့4ရတာကိုတွေ့ရတယ်ဗျာနော်ဒါတပင်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ပင်ပြီးသွားပြီเนาะအခုလာမဲ့ပင်ကျွန်တော်တို့မပြခင်မှာကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမယ်ဒီမှာဒီနှလုံးပေါင်း2နဲ့8နဲ့ပေါင်းတော့3ညခွန်ရယ်8ရယ်9ရယ်ပေါင်းတော့လေဒီမှာ3ညเนาะဟုတ်ပြီကြည့်ရအောင်နောက်တစ်ပင်မှာဆိုလို့ရှိရင်ဒီက2နဲ့ဒီနှလုံးပေါင်းတော့4 6ရယ်2ရယ်ဒီမှာ9 6ရယ်2ရယ်6ရယ်ပေါင်းတော့လေ4ဒီမှာဒီ3လုံးပေါင်းတော့လေ4ဒီနှလုံးပေါင်းတော့လေ4เนาะကဲအဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်ကြည့်အောင်เนาะအခုလာမဲ့ပင်မှာဆိုလို့ရှိရင်ဒီမှာဒီနှလုံးဖြစ်မယ်6နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့က3ပေါ့နော်6ရယ်9ရယ်အခုလာမဲ့ဒီမှာခါးလေတိုင်းရယ်ပေါင်းရင်လည်းကျွန်တော်တို့ကထား3ရမှာပေါ့နော်6ရယ်9ရယ်ပေါင်းတော့ကျွန်တော်တို့3ရတယ်ဒီခါးလေတိုင်း3ဖြစ်ဖို့6ရယ်9ရယ်ခါးလေတိုင်းရယ်ပေါင်းရင်3ဖြစ်ဖို့ဆိုလို့ရှိရင်သူက6နဲ့9နဲ့ပေါင်းကြတယ်ကျွန်တော်တို့3ရပေးသားဆိုတော့ကျွန်တော်တို့ဒီမှာ3ညပဲရှိတော့တာပါเนาะဒါခါးလေတိုင်းတွက်ပြတဲ့ site လေးပါဒါကတော့ခါးလေတိုင်းပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထိပ်စီးလည်းရသွားပြီခါးလေတိုင်းလည်းရသွားပြီเนาะအဲ့တော့ကျွန်တော်တို့အပွက်ယူတဲ့ site လေးကျွန်တော်ဆက်ပြီးတော့ပြပေးသွားမယ်เนาะအပိတ်ယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ဗျဒီတိုင်း6နဲ့8နဲ့ပေါင်းမယ်เนาะအဲ့မှာ6နဲ့8နဲ့ပေါင်းတော့ကျွန်တော်တို့က4ရတယ်ဗျာเนาะဟုတ်ပြီကြည့်အောင်2ရယ်ဒီက2ရယ်3ညရယ်เนาะ2ရယ်3ညရယ်ကျွန်တော်တို့ဒီမှာ2ရယ်6ရက်နဲ့8နဲ့ပေါင်းတော့4 2ရက်3ညရက်2ရက်ပေါင်းတော့လဲအဲ့မှာကျွန်တော်တို့4နော်ဟုတ်ပြီဒါအဲ့ဒီအထိကကျွန်တော်တို့တပင်ပေါ့နော်တပင်ပြီးသွားပြီကျွန်တော်တို့နောက်တပင်ကြည့်အောင်နော်နောက်တပင်မှာဆိုလို့ရှိရင်ဒီမှာ3နဲ့9နဲ့ပေါင်းနော်3နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ကဒါ2ပေါ့နော်2ရက်ကြည့်လိုက်ကြည့်ရအောင်2ရက်9ရက်ဒီမှာ9ရက်ပေါင်းတော့လဲကျွန်တော်တို့အဲ့မှာ2ရတာကိုတွေ့ရတယ်ဗျာနော်ဒီနှလုံးပေါင်းခြင်း4ဒီ3လုံးပေါင်းခြင်း4နော်ဒီနှလုံးပေါင်းခြင်း2ဒီ3လုံးပေါင်းခြင်း2ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်ကြည့်အောင်နော်ဒါနှစ်ပင်ပြီးသွားပြီအခုလာမဲ့ပင်မှာဆိုလို့ရှိရင်ဒီမှာ3နဲ့5နဲ့ပေါ့နော်3နဲ့5နဲ့ပေါင်းတော့ကျွန်တော်တို့ဒါ8ဟုတ်ပြီ6ရယ်ဒီမှာ9ရယ်အခုလာမဲ့အပိတ်တစ်လုံးရပေါင်းရင်လည်းကျွန်တော်တို့ကဒါ8ရမှာပေါ့နော်6ရ9ရပေါင်းတော့8ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က3နဲ့ပေါင်းမှကျွန်တော်တို့က8က8ရမှာဆိုတော့အပိတ်အနေနဲ့ကတော့ကျွန်တော်တို့3ပေါ့နော်ဒါကတော့အပိတ်ပေါ့နော်အဲ့တော့ကျွန်တော်ခဏတုန်းကလည်းထိပ်စီးနဲ့ခါးလေတိုင်းလည်းတွက်ပြပြီးပြီအပိတ်လည်းပြပြီးပြီဆိုတော့ကျွန်တော်တို့အခုလာမယ်တရက်17လ2025အတွက်ပါနော်2025အတွက်ကျွန်တော်တို့ထိပ်စီးအနေနဲ့ကကျွန်တော်တို့6ခါးလေတိုင်းအနေနဲ့ကကျွန်တော်တို့3ညအပိတ်အနေနဲ့တော့3ပေါ့နော်ကျွန်တော်ဒီနေ့တင်ပေးတဲ့ site လေးရသတိတကွက်ကောင်းကျွန်တော်မိတ်ဆွေတွေအတွက်ဒါ63ည3ပါဗျာเนาะအခုလာမဲ့တရက်17လ2025အတွက်ပါအဲ့မှာကျွန်တော်ခဏတော့ထိပ်စီးယူတဲ့ site လေးတွေလည်းကျွန်တော်မိတ်ဆွေတွေအနေနဲ့ရှင်းမယ်ထင်ပါတယ်เนาะဒါကတော့ခါးလေတိုင်းယူပြတဲ့ site လေးပါเนาะခါးလေတိုင်း3ညရတဲ့ site လေးပါဒါကတော့ကျွန်တော်တို့ထိပ်စီးတွက်ပြတဲ့ site လေးပါเนาะစိုက်လေးတွေကတော့လှတယ်ရိုးရှင်းတယ်နော်
အဲ့တော့ကျွန်တော်ဒီနေ့တင်ပေးတဲ့ site လေးရတတိတီတစ်ကွက်ကောင်းကျွန်တော်မိတ်ဆွေတွေအတွက်6303ပါဗျာနော်အကြိုက်တူမှာလိုက်ကစားပါမကြိုက်လို့ရှိရင်ကြော်သွားလိုက်ပါဗျာနော်ကျွန်တော်ရဲ့ဒီ channel မှာဆိုလို့ရှိရင်အခုလိုမျိုးတတိတီတစ်ကွက်ကောင်းလေးတွေ break site လေးတွေကျွန်တော်ပုံမှန်တင်ပေးလေးရှိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအခုမှဝင်ကြည့်တဲ့မိတ်ဆွေတွေအနေနဲ့ကလည်းကျွန်တော်နောက်တင်ပေးမဲ့ဗီဒီယိုလေးတွေကိုအများအားတွေ့ရအောင်ကျွန်တော်ရဲ့ channel ကို subscribe ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ဘေးက notification လောင်းလေးကိုနှိပ်ခဲ့ဖို့တောင်းဆိုပါတယ်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေပေါက်ကနန်းတွေလည်းရရှိကြပါစေဗျာနော်